ကြောင်တိုင်းအပြစ်ကလေးတော့ရှိတယ်လူတိုင်းထုံရွင်ချက်ရှိမယ်တဘာဝရဲ့သဘောတရားတစ်ခုပါပဲပုံစံတစ်ခုရဲ့ဇိုတင်သူသွင်းနေရင်ကိုရှိရန်ဆွဲကုန်အင်းပြက်စီမဲ့ရေးပြန်ငဲကွက်တဲ့နာလေမင်းအသေးပါပဲကိုစွမ်းမလောက်တော့ကိုကြိုးစားခဲ့ပါတယ်ထိတ်ဆုံးထိတ်မြောက်ခဲ့ရတာအလဲအလတ်တော့မကားပါတယ်စိတ်သွားမလောက်တော့ကိုလိုက်ပြီးမလုံးနိုင်ဘူးတန်လောင်းနဲ့မချင်တဲ့ရဲ့အရှုံးပေးဖို့ပဲတန်တော့တယ်ဒီတက်ဖို့ပြီးငယ်လို့ကိုမဖြစ်နိုင်ဘူးဒီတက်ဖို့ပြီးမဖြစ်နိုင်ဘူးမတန်နိုင်ဘူးရေနဲ့လက်ချမ်းရှိရမယ်အပင်နဲ့လက်အဖျားရှိရမယ်အရာမအဆုံးရှိကြရစနဲ့